ဘလုံးကြီးပေါ့အင်းလေးကိုခေါ်လဲ မလို့ရော အားလုံးမင်္ဂလာပါရှင်။ဆက်လက်လာနေတယ်ကြည့်လိုက်ပါတယ်။ညီမတို့ဒီနေ့ရောက်နေတဲ့နေရာလေးကတော့တာမွေအိုရှင်မှာဖြစ်ပါတယ်။ညီမတို့ဒီနေ့မှာတော့ဒီမှာရှိတဲ့ဈေးဝယ်သူတွေကိုအပြော question လေးတွေမေးပြီးတော့ပြင်နိုင်တဲ့သူတွေကို gift card လေးပို့ရမှာပါရှင်။ကဲဒါဆိုညီမနဲ့ဆက်လောက်လိုက်ခဲ့ပြီပေါ့။ဟုတ်လေအင်္ဂလိပ်လိုမျိုးအသေးလားမျိုးဆက်ဆက်ကပ်ပြီးလေးဖြည့်ပေးလိုက်ပါလားရှင် Yes. Apple, banana, strawberry, orange, and pineapple. ။ဒီလိုပါအားလုံးမ discount ကလေးပြလိုက်ပြီနော်။ဒီလိုပါအားလုံးဒီမှာလေးဒီဟာလေးဖတ်ပြပေးရမှာ။မဟုတ်ဒီနေရာလေး3ခေါက်လောက်ဖတ်ပြပေးပါ She says sell shell at the same shop 啦。好，เป็นที่เขาเปิดไป ။ ยัง မဟုတ်ဖတ်ပြပေးပါ She says sell shell at the same shop 啦。She says ဟုတ်ကဲ့လိုက်တော့ရပါရှင်။ဒီဆိုပါအားလုံးမ discount ကလေးပြလိုက်ပါ။ဒီမှာရှင်ဒီလာမှာရှင်ဒီမှာလက်သက်လာတဲ့အလေးစားတင်နေကြအောင်ပါဟိုပါလေအလေးစားနဲ့ပတ်သက်တဲ့အပြော်မျိုးကုန်လေးမြည်လို့ရမှာလို့ရှင်အရင်ဆုံးဘလုံးကြီးပေါ့အင်းလေးကိုခေါ်လဲ မလို့ရော အားဆိုရင်ဒီမှာတော့ဟိုငုံဦးလေးကိုခေါ်တယ်ဒီမှာဟုတ်တယ်ရရနော်ဟုတ်ကဲ့အဲ့ဒါကျေးဇူးပါညီမ discount ကလေးပြလိုက်ရှင်ဟုတ်စမရှင်ဒီမှာတိပတ်စီဟုတ်ပါချစ်ပြည့်တယ်ဟောကွာဘာလဲလက်သက်လာတဲ့အလေးစားတင်နေကြအောင်ပါရှင်ဟုတ်အဲ့လိုမမေကိုလေးတစ်ချက်လောက်တော့မေးချင်တယ်နော်ဟုတ်အများကြီးညီမတစ်ခုပဲမြင်နေနော်မဟုတ်ဒီမှာကြောက်ကွာဒီတစ်ချက်တာရဲ့တူလုံးလားဘာလားလဲဆိုတော့ညီမလေးကဖြေပြရမှာဟုတ်တစ်ချက်လောက်ဟော February ဘာကြီးသိကြလားဒီတော့စဉ်းစားလိုက်ပါဦး February ဘာညီမလေးရော February ပဲ ဘာပဲနည်းနည်းတော့စဉ်းစားလိုက်ပါဦးဖေကမမှန်ဘူးရှင်လို့နည်းနည်းမရိုင်းနဲ့နည်းနည်းစမေမေဘာလဲအဖေလေးဟုတ်အားလေးပဲမရပါဘူးဒီဆိုတော့အမဟိုတက်ချောက်တယ်ကြည့်နော်ဟာကအမတို့စဉ်းစားလိုက်တဲ့ဒီပတ်စံစကောက်လို့ဒီဆိုပါအမျိုးကိုဖြစ်ဖြစ်ဟောဒီလေးကုန်းလေးတစ်ချက်လောက်ဖြည့်ပေးပါရင်းစားနှစ်ခုပေါင်းမတို့ပါလေးရဲဆိုတာလေ ရေဘူးလား ဟုတ်တယ်အမောင်အင်္ဂလိပ်လိုဖြေပေးရပါ What is this ဝါကြ ဒါwatermelon ဟုတ်ပါရဲ့ဟုတ်ကဲ့ကျေးဇူးပါအဲ့ဆိုအမ discount ကလေးပြလိုက်မယ်နော်ဟုတ်ဗီဒီယိုလေးအချက်လောက်ဒီတိုင်းရရင်လားဖြစ် ဟောရ နော်ဟုတ်ဒီမှာရှင်းဖြေပေးအမောင်တစ်ချက်ပတ်နေကြောက်တယ်ပါနော်ကျော်မေကုန်းလေးမေးစင်လို့ရလားမသိ ဟာအင်္ဂလိပ်လား ဟုတ်ဒီမှာတော့ကြောက်ရောအများဆုံး3ခေါက်ပေါ့ညညလေးဖြေပြပေးရမှာ ရှီနာလီလား ဟုတ်တယ် အဲ့တော့3လောက်ဖြေ 3 အောင် ခေါက်ဖြေပြရမှာတော့ ရှီနာလီ နောက်တစ်ခေါက်ကြည့် ရှီနာလီ ရှီလာနေ ရှီလာဒီမှာအော်ညီမဟိုလေးကြောက်တယ်ပြီးပြလိုက်မယ်နော်ရှင်ဘယ်လိုလုပ်နေလဲရှင်ဟုတ်ဒီပါ